ပြားခါလောက်ပါတယ်မင်းနဲ့ဆိုလေးနေပုံနဲ့တမမျက်စိရောင်စုံမိတွေနဲ့ထေဝခညာတာနာပါရီကျွေးဝေကလေးပြောရမရှိနဲ့ဝတ်တာချက်တာငါချက်ချင်ရှိရင်ကြရနဲ့တွင်နှကန်းမောင်စီရအောင်စားစမ်းဟဲ့အပူမပြောမပူပါနဲ့ပြင်ဆင်ရှာဒီအလူဟာပြင်ဆင်ရှာပြီကွေထိုင်မှာဒီညမှာစားပါအိမ်ဝင်တွေလေးအပြည့်ကြီးပါရမီဖြည့်ပဲလူမကြီးကတရားတရားလေးတွေအားကောင်းနေစီကိုရနှစ်ဖက်ပွေးနေကြည်နွေးချမ်းလေးမပြတ်အောင်တင်းယူကျင်လာယူစားချင်တယ်လို့စားတဘောကြိတ်မနှောခိုက်အော်တိုက်ကျွေးလိုက်မယ်အပူမပြောမပူပါနဲ့ပြင်ဆင်ရှာဒီအလူဟာပြင်ဆင်ရှာပြီကွေ